ဝင်းညက်သွားလာမသိဘူးမင်းနဲ့မင်းရဲ့တူရိတ်ကတော်တော်လေးကိုကောင်းပါပြီတဲ့ကွယ်နံပါတ်1ကိုရန်တော်လည်းပြီးထားပါတယ်နောက်ထပ်ကိုရန်တော်တွေကိုတူရိတ်ပြဖို့အတွက်မင်းကနေတစ်ဆင့်ဖိတ်ကြားပေးပါကွယ် ပထမဦးဆုံးအနေနဲ့နံပါတ်6ကိုရန်တော်ကျဲပြူစွမ်းရည်ပြတရန်မင်းတော်ပြေးပါပြီ ဒီကောင်မလေးဘေးအစ်စ်ဝယ်ရတော့မယ် အဲ မစိုးကွာနော်ရောင်တော်တော်တူကြီးကောင်းနေ ဟုတ်တယ်အခုအလှည့်ကြတဲ့သူကတော့နံပါတ်5ကိုရန်တော်နာဂိတုတ်ပေါက်ကျိုင်းပြပြလောကဖုန်ခိုးတယ် โอเคအမင်းငါပိုက်အမလေးမူးလိုက်တာကွာ ပြောဖုန်ခိုးတယ်ဟာပြပြတော်တော်တူကြီးပြပါကွာ ဖုန်ခိုးရင်လည်းဖုန်ရှူလိုက်ပေါ့ကွာအော်မီတော့ဖာမင်းတို့နှစ်ကောင်လုံးဖုန်ရှူလိုက်နောက်တစ်ခေါက်အလှည့်ကြတဲ့သူကတော့နံပါတ်4ကိုရန်တော်တွေးမဲ့တော့မြတင် အိုမီတော့ဘော ဘယ်ဘက်ကစခွင့်ကောင်းမလားညာဘက်ကစခွင့်ကောင်းမလားခုတ်ရှင်တို့လိုခုတ်တယ်ကွာတော်ပါဒီရဲ့မျက်လုံးပြန်ထိုးမိတော့မလို့ တကောတက်ကန်တော်ရမှာ နောက်တစ်ပတ်စွမ်းရင်ပြမဲ့သူကတော့နံပါတ်3ကိုရန်တော်တုတ်ပြန်အောင်စီရဲ့တုတ်ပြန်စွမ်းရင်ပြမှုပဲဖြစ်ပါတယ်အော်မီဆောဘာgo go 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 မင်းတို့တွေပြန်နှုတ်သွားအောင်လေ မနှုတ်တော့ခမရတို့ဘာသာနှုတ် အေးပါကွာနောက်ထပ်တန်းစွမ်းရင်ပြမဲ့သူကတော့နံပါတ်2ကိုရန်တော့တုံးနှစ်လက်ဇန်နိုင်ပဲဖြစ်ပါတယ်အော်မီတခေါ်အပြင်းပြင်းလော်မှာတော့ကြည့်နေတော့ရှမ်းကွက်လို့ခေါ်တယ်ကြည့်တာတောင်ပေါ်ကရှမ်းကြီးစောတန်းလို့ပြေသူတဲ့ဟာကသူခြေတဲ့ဟာကခြေ ပြောတော့မရနဲ့ဟာတော့ကွက်လာမှန်းလေးနဲ့ အ
တော်တော်ကြောရှိတဲ့ကောင်ပဲဒီကကျွန်တော်တို့ကိုရံတော်ဖွဲ့မှာအဖွဲ့ဝင်6ဦးတောင်ရှိခဲ့ပါတယ်ယခုနေ့မှာတော့အတစ်တက်မှန်ရောက်ရှိလာတဲ့နဒီနဲ့အောင်ဘူးတို့ဟာကိုရံတော်တို့ရဲ့စွမ်းရည်များနဲ့ပြည့်ဝလာတဲ့အတွက်ကိုရံတော်အဖွဲ့တင်များဖြင့်ရွေးချယ်ပေးပါရန်တောင်းဆိုအပ်ပါတယ်သူတို့ရဲ့အရေးချင်းများကိုလည်းမော်ဒယ်ကြီးကိုယ်တိုင်ရှုစားနိုင်ပါတယ်အောင်ဘူးညက်သွားပြီတော်တာကောင်းတယ်အောက်လိုက်တာကွာညက်ဒီ ပုံတော်တော်ခိုးတော့ပဲကွာ တော့လိုက်တာကွာထဲလဲရရင်တော့နေဘူးလိုက်တာနဒီရောအောင်ဘူးရောတော့ရေးကောင်းလာပါပြီတဲ့ကွယ်တော့ကြောက်မလို့နဒီကိုဒုနာမဲဆိုတဲ့ပွဲထုပေးပြီးနံပါတ်7ကိုရံတော်ပြတ်တက်မှတ်လိုက်ပါတယ်အောင်ဘူးကိုလည်းလျှက်တစ်ပြက်အောင်ဘူးလို့ပွဲထုပေးပြီးနံပါတ်8ကိုရံတော်ပြတ်တက်မှတ်ပေးပါတယ်ကွယ် ကဲစွန့်ရင်ပြပွဲပြီးဆုံးပါပြီကွယ်အားလုံးပြိတ်နိုင်ကြပါပြီ ဝမ်းစိဝမ်းစိဝမ်းစိ စံနေနဲ့ကျေပြူခဏနေရောမင်းတို့တခင်လေးဝတန်တယောက်မတွေ့ပါလားဘယ်တွားနေတာလဲမနေ့စောစောတွေကကိုလေးအပြစ်ထွက်တာမြင်လိုက်တယ်မော်တယ်ဘယ်တွားတာလဲဘာမှတော့ပြောမတော့ဘူးမော်တယ်တန်းငယ်လေးကလည်းခတ်တာပဲတနေ့တကကျင်းမနေတဲ့လက်တော့ဆိုင်မှာအဲ့ဒီအဖြစ်တူရှိရမယ်ဆိုတာမတည်ဘူးလားသမီး မော်တယ်ညီလေးကကလေးစိတ်မကုန်သေးတော့ညီလေးကိုခွေးလို့လိုက်ပါ ကဲခွင့်လို့တာထားလိုက်ပါစံနေနဲ့ကျေပြူမင်းတို့တခင်လေးကိုခုချက်ချင်းလိုက်ရှာမော်တယ်ခေါ်နေတယ်လို့အရေးကြီးတယ်လို့ပြောလိုက် ဟုတ်ကဲ့ပါမော်ဒယ်ကြီးဂလု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 ဆိုရှင်စစေးယူခဲ့အောင် ဒီမှာစံစေး ဟေးစစေးကြီးလည်းမပါဘူးမပါလဲဟန်ပြတော့တော့အောင်ပါပဲ ကလု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  ရေလေးတော့ပါတင်ပါတယ်ကွာ